အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အနေကဟိုက်ဒရိုပိုနစ်တော့ဘောနော်အိမ်မှာလွယ်လွယ်ကူလုပ်လို့ရတဲ့ဒီပိုနေတဲ့ဖော့ပါလေးနဲ့လုပ်ပြမှာဖြစ်ပါတယ်အရင်ဦးဆုံးဖော့ပါရဲ့အပေါ်နှခမ်းသားလေးကိုကတ်ကြီးနဲ့ကိုက်လိုက်မယ်ပေါ့နော်ကတ်ကြီးကိုက်ပြီးသွားပြီဆိုရင်တော့ဒီတန်ခွင်းလေးကိုမီးရှို့မယ်ပေါ့နော်မီးရှို့ပြီးဆိုတာနဲ့အလဲမှာပေါ့နော်အပေါက်လေးဖောင်းလိုက်မယ်အပေါက်ဖောက်ပြီးဆိုတာနဲ့ပေါ့နော်ဒီသူ့ရဲ့အောက်ကခံမယ်နောက်တစ်ခုလေးကိုယူပြီးတော့အဲ့လိုမျိုးလေးထားလိုက်မယ်ပြီးရနဲ့ ABC ဆက်ပြီးသားရေလေးကိုပေါ့နော်ခွက်ထဲကိုထည့်မယ်ထည့်ပြီးရနဲ့အပေါ်ကအပင်လေးထည့်လိုက်တဲ့ခါကျရင်တပင်အတွက်ပေါ့နော်ဟိုက်ဒရိုပိုနစ်ဆက်လို့ရပါပြီအားလုံးကျေးဇူးတင်ပါတယ်ရှင်